Okay မင်းနေအနေငယ်လေးတုံးရုံနဲ့ဒီ Canva free နဲ့ကျွန်တော်တို့ e-book တစ်ပုတ်အလွယ်ကူဆုံးကျွန်တော်ဖန်ပြီးကြည့်အောင်အရင်ဆုံးကျွန်တော်ကဒီ Canva ထဲဝင်နိုင်မယ်ဒီကိုယ့်ရဲ့ဒီရေးထားတဲ့စာတွေဒီကိုယ့်ရဲ့ထက်ရှားပါဒီပညာတွေကို e-book အနေနဲ့ပြောင်းချင်ပြီပဲဒီ design ဆွဲတဲ့လူစိတ်ညစ်နေတဲ့လူတွေအတွက်ဒီ Canva free နဲ့တင် professional ကြကြ e-book တုံးကို5မိနစ်လောက်တွင်နဲ့ဖန်ပြီးတော့အနေနဲ့ဆိုတာလေးကိုကျွန်တော်ပြောပြချင်တာပါအရင်ဆုံးကျွန်တော်ဒီ Canva ထဲဝင်နိုင်မယ်ဝင်ပြီးကျွန်တော်ဒီမှာ e-book လို့ရိုက်ချလိုက်မယ်ဒီဆိုတော့နောက်ဆုံးဟာလေးပြီးနေပြီကြိုက်တဲ့ဟာတစ်ခုရွေးလိုက်ပါတော့ဒီကျွန်တော်တို့ကဒီ crown ပုံစံပါတဲ့ဟာရတော့ကျွန်တော်ရွေးလို့မရဘူး။ဘာလို့ဆိုတော့free mode တဲ့အတွက်ဒါပေမဲ့တော်များများကို free ပေးထားတယ်။ကျွန်တော်တို့ရိုးရှင်းချင်းဒါလေးပဲရွေးလိုက်မယ်။ရွေးပြီးတော့ဒီမှာ custom this template ဆိုတာလေးကိုနှိပ်လိုက်ပါတော့။ဒီအောက်မှာလည်းကြိုက်တဲ့ဟာကိုတော့ရွေးလို့ရတယ်။ဆိုတော့ကျွန်တော်ဒါလေးပဲရွေးလိုက်မယ်။ရွေးပြီးကျွန်တော်ရွေးလိုက်ပြီပေါ့နော်။ရွေးလိုက်ပြီးတော့ဒီမှာထိပ်မှာကျွန်တော်ပြန်လိုက်မယ်။ပြန်လိုက်ဆိုတော့ကျွန်တော်ရဲ့ဒီ name ပေါ့ဒီ amic creation ကျွန်တော်ထည့်တယ်။ဒီမှာလည်းပြင်လိုက်ပါတော့ပြင်တော့ကျွန်တော်ကဒီမဲ့ digital creator ဆိုပြီးတော့ထည့်တယ်ဒီအောက်မှာလည်းကြိုက်တာပါဗျာကြိုက်တဲ့ကျွန်တော်ဒီမဲ့ time to time နဲ့ normally ရေးရတယ်ကျွန်တော်တော့မထားတော့ပုံမှန်ပဲထားရမယ်နော်ကြိုက်တဲ့ color ပြင်လို့ရတယ်ပြီးအဲ့လိုမျိုးလေးပါနော်ပြီးရင်တော့ဒီကျွန်တော်အောက်ကဒီ app page ဆိုတာလေးကိုနှိပ်ပြီးတော့နောက်ထပ် page တစ်ခုမှာကြိုက်တာရေးလို့ရပါမယ်ကျွန်တော်ကတော့ဒီလေးရေးထားတယ်ဒါမှဒီကပါနော်ဒါကျွန်တော်ဒီ Google AI Studio ကနေရောကျွန်တော် PDF ကိုအင်္ဂလိပ်စာ PDF ကိုမြန်မာလိုတောင်းထားတဲ့စာလေးကိုဒီမှာသူကနည်းနည်း test ပုံစံထုတ်ပေးထားတယ် test ပုံစံထုတ်ပေးထားပါတော့ဒါကြီးရောဖတ်ရဘလို့မှအဆင်မပြေဘူးရိုင်းထွက်လာဒါကိုကျွန်တော်ပြန်ပြောင်းမယ်ဆိုပြီးကျွန်တော်ဒီလိုလေးပြောင်းထားတယ်ဒီမှာ app page ဆိုတာလေးနှိပ်မယ်နှိပ်ပြီးတော့ဒီကြိုက်တာပါတော့ဒီ test ဆိုတာလေးကိုယူလိုက်မယ်ပြီးတော့ဒီဒါလေးကိုကျွန်တော် copy ကူးလိုက်မယ် control C ပြီးဒီမှာကျွန်တော် control V နဲ့လာထည့်ရမယ်ဒါကိုကြိုက်လို့လိုပြောင်းရပါတော့ဒီမှာဆိုဘောနော်ဒီလိုကျွန်တော်ထည့်နေစားတာရင်ကြီးနေရစားတော့ကြီးနေကျွန်တော်ပေးလိုက်မယ်ဒီလောက်ပါတော့ဒီမှာဒါကိုကျွန်တော်ဒီစာအုပ်ကျွန်တော်ဒီ BK ရထားမှ align လုပ်လို့ရတယ်ကြိုက်တယ်လို့စီလို့ရတယ်ကျွန်တော်ဒီပုံစံနဲ့ထားလိုက်တော့မယ်လို့ပေါ့နော်ဒီအထက်မှာဆိုလဲဒါကတော့မာတိကပါညာနော်ဒါတော့တော့ပဲပါတော့ဒီအောက်မှာကြိုက်တဲ့ပုံလေးထည့်လို့ရမယ်ကျွန်တော်တို့ဒီ step man ဆိုတော့ရှောင်းပုံစံလေးကိုဒီ free ဟာလေးကျွန်တော်ထည့်ထားတယ်ဒါကိုကြိုက်တဲ့ color ပြောင်းလို့ရတယ်ကြိုက်လို့ပြောင်းလို့ပို့ပြီးပါတော့နောက်ဆုံးကြရင်တော့နောက်ဆုံးပြီးမှတော့ဒါဒီပို့ကပါပါနော်ကြိုက်တာပါနော်အဲ့လိုလေးပါနော်ဒါဆိုပြီးသွားပြီပေါ့နော်ပြီးသွားပြီအကုန်လုံးပြီးသွားပြီဆိုရင်ကျွန်တော်ဒါလေးကို share ဆိုတဲ့ clip လေးကိုနှိပ်ပြီးတော့ဒီမှာ download ဆိုတာလေးနှိပ်ပြီးတော့ဒီတင်လိုက်လို့ရပြီပေါ့နော် okay လူလေးထွက်လာရပါနော် okayလူလေးထွက်လာမယ်ပေါ့နော် okay အားလုံးပဲအဆင်ပြေကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်စံတဲ့အသုံးပြီးရဖို့လေကျွန်တော်တိုက်တွန်းပါတယ်အားလုံးပဲလောက်ပါပဲခင်ဗျကျေးဇူးအများကြီးတင်ပါတယ်